crypto တွေဆိုတာ risk များတယ်လို့လူတိုင်းပြောကြတယ်။ဒါပေမဲ့တကယ်လို့တင်းလက်ထဲမှာဆုံးရှုံးသွားလဲစိတ်ပူစရာမလိုတဲ့ referee money တွေရှိနေဆိုရင်ရောဒီတိုင်းအလကားထားမဲ့အစားတင်းရဲ့အရင်ကိုမပြောက်စေဘဲနဲ့ဘန်တိုးထပ်ပိုများတဲ့ passive income ကို crypto ကနေရနိုင်မဲ့နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။ဒီနေ့မှာတော့အနေအကင်းဆုံးကနေစပြီးတော့ crypto ကနေပတ်စံရှာနေသုံးဖို့အသေးစိတ်ရှင်းပြပေးတော့ပါမယ်။ပထမဆုံးအနေနဲ့ကတော့ exchange တွေမှာ stable coin တွေဝယ်ပြီးတော့ saving လုပ်တာပါ။ဒါက crypto လောကတွေကိုအခုမှစဝင်လာတဲ့ beginner တွေအတွက်အသင့်တော်ဆုံးနဲ့အနေအကင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေရာမှာ USDT ဒါမှမဟုတ် USDC လို့ခေါ်တဲ့ stable coin တွေကိုသုံးပါတယ်။သူတို့ရဲ့တန်ဖိုးကအပြင်လောကကအမေရိကန်ဒေါ်လာနဲ့အမြဲတမ်းတန်ဖိုးညီပါတယ်။ဒါကြောင့် crypto ဈေးတွေဘယ်လောက်ပဲတက်ကြဖြစ်ဖြစ်ကိုယ့်ရဲ့အရင်ကတော့ဒေါ်လာတန်ဖိုးတိုင်းမြဲနေမှာဖြစ်လို့စိတ်အေးလို့ရပါတယ်။ exchange တွေမှာ saving လုပ်တဲ့အခါမှာပုံစံ2မျိုးရှိပါတယ်။ပထမတစ်ခုက flexible saving ပါ။ဒါကတော့ဘဏ်ကအငွေစင်းလိုပါပဲ။ကိုလိုအပ်တဲ့အချိန်မှာပတ်စံကိုချက်ချင်းပြန်ထုတ်လို့ရသလိုအတိုးကိုလည်းနေ့စဉ်တွက်ပေးပါတယ်။အတိုးနှုန်းအနေနဲ့ကတော့ပုံမှန်အားဖြင့်9%ဝန်းကျင်ရပါတယ်။ဒုတိယတစ်ခုကတော့ loss saving ပါ။ဒါကတော့ဘဏ်မှာစိတ်ရင်းတင်နဲ့အဲ့ဒါလိုပါပဲ။ရက်ပေါင်း30 60 90စသဖြင့်အချိန်ကာလတစ်ခုတည်းလော့ချထားတာပါ။လော့ချထားတဲ့အတွက် flexible ထက်အတိုးနှုန်းလည်းပိုများတယ်။ဥပမာအနေနဲ့10%နဲ့20%အထိရတတ်ပါတယ်။ဒါပေမဲ့သတိထားရမယ့်အချက်တစ်ခုတော့ရှိတယ်။လော့လုပ်ထားတဲ့ပတ်စံကိုအချိန်မပြည့်ခင်စိတ်ပြောင်းလို့ပြန်ထုတ်လိုက်ရင်တော့သင်ရထားတဲ့အတိုးတွေအကုန်ပြန်ပေးရမှာဖြစ်ပြီးတော့အရင်ပဲပြန်ရပါလိမ့်မယ်။ဒါကြောင့်အချိန်ကြာထားနိုင်မဲ့ပုံမဲ့ပတ်စံဆိုရင်တော့လော့ကပိုပြီးတော့ profit ပိုရပါတယ်။ဒုတိယအနေနဲ့ကတော့ native staking ပါ။ကိုက Solana ဒါမှမဟုတ် Ethereum တို့လို coin တွေကိုရေရှည်ကင်ထားမဲ့ investor တယောက်ဆိုရင်တော့ဒီနည်းလမ်းကအကောင်းဆုံးပါ။ staking လုပ်တယ်ဆိုတာကလွယ်ပြောရမယ်ဆိုရင် network ကြီးပို့ပြီးလုံခြုံစိတ်ချရအောင်ကိုယ့်ရဲ့ coin တွေကိုအာမခံဖြစ်ခဏလောချပေးထားတာပါ။အဲ့ဒီအတွက် network ကနေဆုလက်အနေနဲ့ coin အသစ်တွေကိုထပ်ပေးပါတယ်။ဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးအချက်တစ်ခုရှိတယ်။အဲ့ဒါကတော့ native staking မှာ profit ရဖို့ဆိုရင် coin တိုးရအောင်နေမကပဲကိုယ်ဝယ်ထားတဲ့ coin ရဲ့ဈေးနှုန်းကလည်းတက်ဖို့လိုပါတယ်။ဒါကြောင့်မှန်ကန်တဲ့ဈေးနှုန်းမှာဝယ်တက်ဖို့ကအသက်သွေးကြောပါပဲ။ဈေးမြင့်ဆုံးရောက်နေချိန်ဖြစ်ပြီးတော့ဝယ်မိရင်အတိုးရနေပေမဲ့အရင်ကပိုးရောသွားနိုင်ပါတယ်။ဒါကြောင့် technical analysis ကိုကျွမ်းကျင်မှုတော့အရေးကြီးပါတယ်။ support နဲ့ resistance တွေကိုကြည့်ပြီးမှန်ကန်တဲ့အချိန်မှာဝင်နိုင်မှသာ native staking ကနေအစစ်မှန်အကျိုးမြတ်ကိုခံစားရမှာပါ။တတိယအနေနဲ့ကတော့ liquid staking လုပ်ခြင်းပါဒီနည်းလမ်းကတော့အမြတ်ကိုအများဆုံးရှာနိုင်ပေမဲ့သင်က crypto level မှာအတွေ့အကြုံရှိလာပြီဆိုမှသာစမ်းသပ်ကြည့်တဲ့နည်းလမ်းဖြစ်ပါတယ် liquid staking ရဲ့ထူးခြားချက်ကတော့သင်ရဲ့ coin တွေကို stake လုပ်ထားပေမဲ့အဲ့ဒီပတ်စံကပိတ်မိနေတာပါပဲဥပမာသင်က ETH ကို stake လုပ်လိုက်ရင်သင်ကိုအထောက်အထားအဖြစ် ST-ETH လိုမျိုး liquid token တွေပြန်ပေးပါတယ်ဒီ token ကအတိုးလဲတက်နေသလိုမျိုးအဲ့ဒါကိုရောင်းချင်လဲချက်ချင်းရောင်းလို့ရတယ်ဒါမှမဟုတ်တခြား DeFi platform တွေမှာ landing လုပ်လို့ရတယ် borrowing လုပ်ပြီးတော့နောက်ထပ်အမြတ်တွေထပ်ရှာလို့ရပါတယ်။ဘာကြောင့်အတွေ့အကြုံရှိမှလုံးတင်တာလဲဆိုတော့ဒီနည်းလမ်းမှာနည်းပညာပိုင်း risk တွေပိုများပါတယ်။ကိုသုံးတဲ့ platform က hack ခံရတာမျိုးဒါမှမဟုတ်ကိုရထားတဲ့ token ကမူလ coin နဲ့ဈေးနှုန်းကွာဟသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ရိုး staking ကိုတေချာနားလည်ပြီးဈေးကွက်ခြေနေကိုစောင့်ကြည့်နိုင်တဲ့အတွေ့အကြုံရှိပြီဆိုမှသာ liquid staking ကိုလုပ်ဖို့အကြံပေးချင်ပါတယ်။တကယ်လို့သင်က crypto လောကကိုအခုမှစဝင်မဲ့သူဆိုရင်တော့ USDT လိုမျိုး stable coin တွေကိုပဲဝယ်ပြီး Binance ဒါမှမဟုတ် Bybit တို့လို exchange တွေရဲ့အန်းထဲမှာပဲထည့်ထားဖို့အကြံပြုချင်ပါတယ်။ဒါဟာငွေကြေးဖောင်းပွားမှုကိုအကောင်းဆုံးကာကွယ်နိုင်မဲ့နည်းလမ်းလေးဖြစ်သလိုအရင်းနှီးတွေမဆုံးရှုံးမဲ့အေးဆေးစွာအမြတ်ရနိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ကျွန်တော်ရှင်းမှပြောခဲ့တဲ့ native staking နဲ့ liquid staking တွေကိုတော့သင်ကိုယ်တိုင် technical analysis ကျွမ်းကျင်လာပြီးချက်တွေကိုသေချာဖတ်တတ်လာပြီးဆိုမှသာလှုပ်ဆောင်သင့်ပါတယ်။
အဲ့ဒီလိုကျွမ်းကျင်မှုမရှိသေးခင်မှာတော့ stablecoin saving ကတင်အတွက်အလုံးစုံဆုံးဖြစ်ပါလိမ့်မယ်နောက်ဆုံးအနေနဲ့သတိပေးချင်တာက crypto ဆိုတာ risk များပါတယ်exchange တွေကလည်းဘဏ်တွေလိုပဲတူလဲသွားနိုင်တဲ့အနေရှိတဲ့အတွက်ကိုအဆုံးရှုံးခံနိုင်တဲ့ပမာဏနဲ့ပဲစတင်ဖို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုကသင်အတွက်အသုံးဝင်နေဆိုရင် like နဲ့ subscribe လုပ်ပေးထားပါဦးအားလုံးပဲဘေးကင်းတဲ့ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်